ပင်လယ်နက်ဖျားကိုကိုးကွယ်တဲ့မြို့ဟောင်းတစ်မြို့မှာစလိန်ဆိုတဲ့မိန်းကလေးတစ်ယောက်ရှိခဲ့တယ်။သူမကတာမန်မိန်းကလေးမဟုတ်ဘူး။အလှတရားနဲ့လူတိုင်းအာယုံစိုက်ရလောက်အောင်ထင်ရှားခဲ့တယ်။နက်ဖျားရဲ့ဖျားเจ้าမှာအလှဆုံးအမှုထမ်းတစ်ယောက်ဖြစ်ခဲ့တယ်။ဒါပေမဲ့အလှတရားကစုတစ်ခုမဟုတ်ဘူး။တခါတလေငရဲတစ်ခုပါမြို့အုပ်ချုပ်သူသားတစ်ယောက်ကသူမကိုမိမိအတွက်သာပိုင်ဆိုင်ခြင်းခဲ့တယ်။ဆက်လင်းကညှင်းဆန်လိုက်တယ်။သူမညှင်းဆန်ခဲ့တဲ့အတွက်သူတို့ကအပြစ်ကိုသူမပေါ်ပဲတင်လိုက်ကြတယ်။သူမကနတ်ဖျားကိုမလေးစားဘူး။သူမကမကောင်းဆိုးဝါးကိုဆွဲဆောင်တယ်လို့ဆွဆွဲခဲ့ကြတယ်။ဆက်လင်းကဖျားเจ้าထဲမှာဒူးချပြီးဆူတောင်းခဲ့တယ်။ကျမမမှားပါဘူး။ကျမကိုကယ်ပါ။ဒါပေမဲ့နတ်ဖျားတွေတိတ်ဆိတ်နေခဲ့တယ်။တိတ်ဆိတ်မှုကပဲသူမအပေါ်ထိုက်တဲ့အဖြစ်ပြောင်းလဲသွားခဲ့တယ်။အဲ့ဒီညမှာသူမရဲ့မျက်လုံးတွေငွေရောင်ပြောင်းသွားတယ်။သူမကိုမတရားကြည့်တဲ့သူတိုင်းသူတို့ရဲ့အမှန်တရားကိုမြင်ရတယ်။လူတွေကထိတ်လန့်သွားကြတယ်။သူမကိုမကောင်းဆိုးဝါးလို့ခေါ်လိုက်ကြတယ်။ဆလိုင်းကတော့မလှုပ်ရှားပဲရက်နေခဲ့တယ်။သူမမျက်လုံးတွေမှာငွေရောင်အလင်းနည်းနည်းတောက်သွားချိန်မှာသူတို့ရဲ့မျက်နှာတွေပြောင်းလဲသွားတယ်။အာနာရှင်လိုလာခဲ့တဲ့သူတို့အကြမ်းဖက်ဖို့စိတ်ထားတဲ့သူတွေတယောက်ပြီးတယောက်နောက်ပြန်ဆုတ်သွားကြတယ်။သူတို့ရဲ့မျက်နှာပေါ်မှာအံ့အားသင့်မှုနဲ့ကြောက်ရွံ့မှုထင်ဟပ်နေတယ်။မတရားဆွဆွဲမှုနဲ့ဖိနှိပ်မှုတွေကြားမှာဆိုရင်ဟာမြို့ကိုစွန့်ခွာဖို့ဆုံးဖြတ်ခဲ့တယ်။ပင်လယ်ကမ်းဘက်မှာသူမငိုပြီးမျက်လုံးမိတ်ကလေကိုအသက်ရှူပြီးရေထဲကိုခုန်ချလိုက်တယ်။သူမရဲ့မျက်လုံးငွေရောင်လင်းထွက်ပြီးရေနဲ့တသားတည်းဖြစ်သွားတယ်။ရေဟာတဝက်လောက်ငွေရောင်လင်းသွားခဲ့တယ်။ပြီးတော့သူမမမြင်ရတော့ဘူး။ဆယ်လင်းမရှိတော့တဲ့အခါမြို့မှာတိတ်ဆိတ်မှုကြီးတက်လာတယ်။လူတွေတဖြည်းဖြည်းတည်လာကြတယ်။သူမဟာမကောင်းဆိုးဝါးမဟုတ်ခဲ့ဘူး။မြို့ရဲ့ပင်လယ်ဘက်ကမ်းမှာဆယ်လင်းရဲ့ရုပ်ထုတစ်ခုတည်ထားခဲ့ကြတယ်။ရုပ်ထုရဲ့တက်ဝင်မှုကငွေရောင်တောက်ပေါက်မှုနည်းနည်းမြင်ရတတ်တယ်။လူတွေလက်ကိုနှလုံးပေါ်တင်ပြီးသူမကိုစိတ်ထဲကနေကျေးဇူးတင်ကြတယ်။ဆယ်လင်းဟာမကောင်းဆိုးဝါးမဟုတ်ခဲ့ဘူး။သူမဟာအမှန်တရားရဲ့အလင်းဖြစ်ခဲ့တယ်။ပင်လယ်လိုင်းတိုင်းမှာသူမရဲ့တိတ်ဆိတ်တဲ့အတန်လေးတစ်ခုရှိနေသလို